ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ငယ်ချင်းတွေကကော်ဖီဆိုင်လေးဆိုင်နဲ့မိတ်ဆက်ပေးခြင်းနဲ့ဘယ်ဆိုင်လဲဆိုတော့မင်းနဲ့ဒီမှာကြည့်လိုက်မြန်မာလိုဆိုရင်5အင်္ဂလိပ်လိုဆိုရင်ငါ ဟိမြန်မာလိုဆို5တယ်အင်္ဂလိပ်လိုဆိုငါ sorry မဟုတ်လို့ပါမြန်မာလိုဆိုရင်ငါ အင်္ဂလိပ်လိုဆိုရင်5 off 5เนาะအဲ့တော့ဆိုင်ထဲမှာဘာရလဲဆိုတော့လဲဆက်ပြမယ်လားလိုက်ခဲ့ မြင်တဲ့အတိုင်းပဲ coffee ဆိုင်ဆိုလို့ရှိရင် coffee ရမယ်မုံရမယ်ဘာတွေဆက်ရတယ်လဲသိချင်လို့ရှိရင်ကိုယ့်ကိုယ်လာကြည့်လိုက်နော် ဟုတ်တယ်သူပြောလို့ပဲလားဒီမှာဖြော်နေတဲ့အကိုတွေရောအကုန်လုံးဘာလို့လဲအကုန်လုံးကလည်းကျွမ်းကျင်စင်နေပဲဆိုတော့အရသာတော့ကစိတ်မပူနဲ့လာပဲလာခဲ့လိုက် လာမိကြည့်လိုက်တော့ coffee ဆိုင်လား coffee တောက်တာနည်းနည်းတပုံရိုက်တာများများမလားအေးငါတို့သိရအကြောင်းလို့ဒီကိုခေါ်လာ ဟုတ်တယ်ဒီနေရာမှာတပုံလေးပြန်နေရရင်အများကြီးပဲတက်တဲ့နေရာကိုရိုက် easy โอเค လာနေအောင်အောက်ထပ်ပဲပြီးပြီလို့ထင်ကြလားအပေါ်တက်ရှိသေးရဲ့လား ကဲခဏငါပြောတဲ့အပေါ်ထက်ရောက်ပြီဘာတွေရှိလဲဆိုတော့ကိုယ့်ကိုလက်ပဲရှိုးလိုက်တော့တွေ့လားမိုက်တယ်မလား နာပရိသတ်ကြီးအားလုံးစတာပါဗျာဒါအခုကျွန်တော်တို့ရဲ့ Time City မှာအသစ်ဖွင့်လာတဲ့ Off Bike ဆိုတဲ့coffee ဆိုင်အသစ်ကလေးပဲဖြစ်ပါတယ်ဒီဆိုင်မှာ coffee အရသာအစုံလင်အပြင်ကျွန်တော်တို့အဓိကကကြတော့အထူးဆန်းဆုံးအရာတွေကဘာလဲဆိုတော့ပန်းအရသာအဲ့လိုမျိုး sunflower ပြီးရင် jasmine တော့ပြောလို့ရှိရင် sakura ပြောလို့ရှိရင်rose စသဖြင့်အစုံရှိရကျွန်တော်ခုနကလေးပြီးဆန်းလာတာအဲ့တော့ဒီနေ့ဆိုင်မှာအစုံရနိုင်တော့ကြောင့်မလို့အားလုံးလာရအားပေးဖို့တက်ဖိတ်ခေါ်ပါတယ် promotion တွေနဲ့ cancel မဲတွေအများကြီးရှိမှာမို့လို့အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော် မမေ့နေအောင်နော် Time City မှာခဏပါ bye